အေးတဲ့ရာသီနဲ့လိုက်တဲ့ချိုပြီးဆက်စီဖြစ်တဲ့ရေမွေးကိုရှာနေတယ်ဆိုရင်ဒီတစ်လုံးကိုကြော်သွားလို့မရအားလုံးပဲမင်္ဂလာပါ YS Fragrance ကနေကြိုဆိုပါရစေဒီတစ်ခေါက် review လုပ်ပေးမယ့်ရေမွေးလေးကတော့အခုလိုမိုးအေးတဲ့ရာသီနဲ့အရန်လိုက်ဖက်ပြီး day night တွေ clubbing တွေနဲ့ match ဖြစ်တဲ့ချိုပြီးဆက်စီဖြစ်တဲ့ Emporio Armani ရဲ့ Stronger with You Intenselyဒီကောင်ကစာဖြန်းလိုက်တာနဲ့ strong ဖြစ်တဲ့ချိုပြီး one ဖြစ်တဲ့ feeling လေးကိုရတယ် sweet and spicy ပဲလဲသွားတယ်ပြီးရင်အသားမှာနည်းနည်းလေးကြာသွားမယ်ဆိုရင်တော့ vanilla cinnamon toffee အနံ့လေးပဲသွားတယ်နောက်ဆုံးကျွန်တော်ရဲ့ skin မှာ dry down ဖြစ်သွားတဲ့အချိန်ကျရင်တော့ဒီကောင်က woody ဖြစ် vanilla ဟိုမှာ creamy ဆန်တဲ့ vanilla အနံ့လေးပဲကြံနေခဲ့တယ်ပြီးတော့ဒီကောင်ကဘယ်လိုလူရင်းနဲ့မလိုက်ဘူးလဲဆိုတော့ပြောပြတယ်ကြောင်းတက်ရုံတက်နေတဲ့သူတွေနဲ့လုံးဝမလိုက်ဘူးပြီးရင်နွေရာသီမှာစွတ်မယ်ဆိုရင်လည်း compliment မရတဲ့အပြင်ဘေးကလူတွေကပါစိတ်အနှောက်အယှက်ဖြစ်ရလိမ့်မယ်ဆိုတော့ compliment ရခြင်းဒီလိုအချိန်တွေမှာဆိုမိုးအေးတဲ့နေ့တွေဆောင်းရာသီအေးတဲ့နေ့တွေဒါမှမဟုတ်ကွာဒိတ်နိုင်သွားမယ် clubbing လုပ်မယ်ဆိုတဲ့အချိန်တွေမှာစွတ်သွားမယ်ဆိုရင်တော့ဘာရေမွေးစွတ်လာလဲဆိုပြီးမေးခံရလောက်တဲ့အထိကိုဖြစ်လိမ့်မယ် performance ပိုင်းကတော့တော်တော်လေး strong ဖြစ်တာကြောင့်အင်ဂျီမှာစွတ်ထားမယ်ဆိုရင်နောက်နေ့ထိတောင်မှကြံနေတတ်တယ်ဆိုတော့ fresh clean တိုက်တဲ့သူဆိုရင်တော့ဒီကောင်ကိုချိုတယ်လို့ခံစားရနိုင်တယ်ဒါပေမဲ့ sweet ဖြစ်တာ sexy ဖြစ်တာကိုအရန်ကြိုက်တဲ့သူတွေကတော့ဒီကောင်ကိုတော်တော်လေးသဘောကျမှသိကြတယ်တကယ်လို့အနံလေးစိုင်းနေတယ်ဆိုရင်တော့ 5ml 10ml 30ml ဆိုပြီးဒီကန်ပေါ်တယ်လေးတွေကိုကျွန်တော်စီမှာဝယ်ယူအားပေးနိုင်ပါတယ်ဆိုတော့မိတ်ဆွေတို့ကဘယ်လိုထင်လဲ Stronger with You Intensely ရဲ့အနံ့လေးကကိုနဲ့လိုက်လားမလိုက်ဘူးလားဆိုတာကို comment မှာရေးခဲ့ပေးပါဦးနောက်ထပ်ဗီဒီယိုအသစ်လေးနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard